ဇန်နဝါရီလတရက်စတော်ဘယ်ရီဈေးပထမအစာအိမ်နဲ့ဥအတွက်ဆေးတစ်ကြိမ်မြေညီဓာတ်တစ်ပတ်အတူတူတစ်သက်အစွမ်းကုန်များသာမန်ဖြစ်တဲ့တစ်ဖက်သတ်ဘယ်တော့အမြဲမျိုးရိုးလိုက်ခြင်းချီကျေးလက်တောရွာခွေကောက်ပင်အသက်ဆုတောင်းတယ်ကြွားဝါတယ်ချိုးဖောက်ခြင်းအခုဧကန်အဓိပ္ပာယ်